မိမနဲ့ကွာရှင်းပြီးကျမ်းမာရေးအခြေအနေဆိုလာလို့တာရဏပေါင်နဲ့ဝင်သွားတဲ့အဆိုတော် Anonymous အခြေအနေတချို့ကြောင့်တချမ်းမဆိုတော့ပဲဖုန်ကြီးလှုပ်သွားတာကတော့အဆိုတော် Anonymous ပါ Anonymous ကအောင်တော်လာမင်းကြီးတချင်နဲ့ပရိသတ်တွေကြားထဲမှာရေပန်းစားအောင်မြင်ခဲ့တဲ့အဆိုတော်တဦးဖြစ်ပါတယ်အဆိုတော် Anonymous ကတချင်တစ်ပုတ်ထဲနဲ့မြန်မာတနိုင်ငံလုံးကအသေးဆွေအားပေးရတဲ့အဆိုတော်တဦးဖြစ်ကအောင်မြင်မှုတွေရရှိခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းအခုချိန်မှာတော့အဆိုတော် Anonymous ကကျမ်းမာရေးအခြေအနေတော်တော်လေးကိုဆိုးဝါးနေရပါအဆိုတော် Anonymous ကတော်တော်လေးပိန်သွားတယ်လို့အတန်အိုးလေးကွဲသွားတယ်လို့သိရပါတယ်။ဒါအပြင်အဆိုတော် Anonymous ကမျက်နှာအသားရည်တွေလည်းပျက်စီးသွားပြီးတော့မူလရုပ်တောင်ပျက်စီးသွားခဲ့ပါတယ်။ဒါကလည်း Anonymous ဟာငကိုကလေးကကျမ်းမာရေးချူချသူဖြစ်လို့အခုလိုမျိုးကျမ်းမာရေးထိခိုက်ကချူချနေရဲ့ပုံမှာလူတွေကတော့စိတ်မကောင်းဖြစ်နေကြတာဖြစ်ပါတယ်။ဒါကြောင့်လည်းအဆိုတော် Anonymous ဟာပမောက္ခချုပ်ဆရာတော်ကျောင်းမှာဦးစင်းဝိခဲ့ရဖြစ်ပါတယ်။ Anonymous ရဲ့ဦးစင်းပွဲနာမည်ကတော့တီဟညာနာလို့သိရပါတယ်။အဆိုပါပွဲတော်အမည်ကိုတော့ပမောက္ခချုပ်ဆရာတော်ကြီးကိုယ်တိုင်ကပေးထားခဲ့ရလို့ဆိုပါတယ်။အဆိုတော် Anonymous ကအခုဆိုရင်တော့ဦးစင်းတီဟညာနာဖြစ်သွားပြီးတော့တင်းတင်းနဲ့တွင်ပြင်းနဲ့တာရဏပေါင်မှာပျော်မွေ့နေပြီဖြစ်ပါတယ်။တချို့သောပရိသတ်တွေကတော့ Anonymous တယောက်ဒီလိုမျိုးကျမ်းမာရေးအခြေအနေဆိုးဝါးနေရဟာမိမတယောက်ကိုလက်ထပ်ပြီးတော့တာဝန်မယူပဲ6လကြာမှကွာရှင်းခဲ့လို့ဆိုပြီးတော့ပြောကြပါတယ်။ဒါကြောင့်လည်းနေမကောင်းဖြစ်တာလို့ဆိုကြတာပါ။ပရိသတ်တွေကရောအဆိုတော် Anonymous တယောက်တာရဏပေါင်ထဲကိုဝင်သွားတဲ့ပုံမှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။